အားလုံးပဲမင်္ဂလာပါကျွန်တော်တို့နောက်ထပ် IPA symbol သင်္ကေတလေးကိုဆက်ပြီးတော့လေ့လာကြပါမယ်အဲ့တော့ဒီမှာပေးထားတဲ့သင်္ကေတလေးကိုမိတ်ဆွေတို့ပို့ပြီးတော့မြင်သာအောင်ဒီလိုလေးရေးပေးလိုက်ပါမယ်ဟောခါဝေးလေးနဲ့ဟုတ်လားပြီးတော့ရင်ဒီလိုလေးပုံစံလေးပေါ့သင်္ကေတလေးနှစ်ခုပေါ့နော်တရတန်လေးနှစ်တန်ကိုပေါင်းထားတဲ့အတန်လေးတစ်ခုဖြစ်ပါတယ်ဒီသင်္ကေတလေးကိုရှွာလို့ခေါ်ပါတယ်အင်္ဂလိပ်လိုပေါ့နော်အတန်လေးဖြစ်ပါတယ်sound လေးဖြစ်ပါတယ်ဒီသင်္ကေတလေးရဲ့အတန်ကတော့ဆိုတဲ့အတန်ဖြစ်ပါတယ်အဲ့တော့အတန်လေးနှစ်တန်ကိုပေါင်းထားတဲ့အတန်ပေါ့ဒါဆိုရင်ကျွန်တော်တို့အတန်လေးနှစ်တန်ကိုပေါင်းထားတယ်ဆိုတော့တတန်ချင်းဖြည်းဖြည်းချင်းထွက်ကြည့်မယ်ဆိုရင်โอเคနော်အဲ့လိုလေးပေါ့ဒီလိုလေးဖြစ်သွားမယ်ဆိုတော့နှကန်းလေးကစုသွားတယ်ပေါ့နော်အဲ့ဒီအတန်လေးနဲ့တန်ကိုပေါင်းလိုက်တဲ့ခါကျရင်အော်နော်ဖြည်းဖြည်းချင်းထွက်ဒီမြင်မြန်လေးထွက်ကြည့်တယ်အဲ့ဒီအတန်လေးထွက်ပါတယ်ဒါဆိုရင်ဒီမှာဆိုရင်အဲ့ဒီဆိုတဲ့အတန်ထွက်နေတဲ့ letters လေးရဲ့နာမည်လေးဘယ် letters လေးဖြစ်ပါမလဲမှန်တာဗောဒီ letters လေးဗောဒါလေးကိုကျွန်တော်တို့ဆိုပြီးတော့ထွက်ပါတယ်ဒါဆိုရင်ဒီသင်္ကေတလေးကိုတွေးလိုက်ပြီဆိုတာ ਨੇ ဆိုတဲ့အတန်ကျွန်တော်တို့ထွက်ကြပါဟုတ်ပြီဒါဆိုရင်အဲ့ဒီဆိုတဲ့အတန်လေးဘယ် letters လေးတွေမှာအတန်လေးတွေစလုံးပေါင်းမှာထွက်လိမ့်ရှိတယ်လေဥပမာဆိုရင်ဆိုတဲ့နေရာလေးတွေနောက်တစ်ခုအဲ့ဒီဆိုတဲ့နေရာလေးမှာနည်းနည်းသတိပြုရမှာကဒီလေးနဲ့လေးနဲ့ဒီလိုလေးတွေခွာထားတာပေါ့ဒီလိုလေးတွေခွာထားပါနော်မှတ်ကြည့်လိုက်တော့ open hope ဆိုတဲ့အတန်နဲ့ထွက်ပါတယ်နောက်တစ်ခုတစ်လုံးလေးလေးလေဆိုတဲ့အတန်လေးထွက်ပါတယ် won't so စားရှိတဲ့ဖြစ်နောက်တစ်ခု ဆိုတဲ့ဒီ letters လေးတွေအများစုမှာလဲအခုပြောတဲ့ဒီသင်္ကေတလေးဆိုတဲ့အတန်ထွက်ပါတယ်ဒါဆိုရင်ဒီမှာဆိုတကယ်လို့များဒီစလုံးလေးဆိုရင်ကျွန်တော်တို့သင်္ကေတအားဖြင့်ဒီလိုလေးတွေရေးမှာပေါ့နော်coat okay နောက်တစ်ခုတဲ့တခြားသောစကားလုံးလေးတွေဖြစ်တဲ့ OW တို့ OUGH တို့အဲ့ဒီ letters လေးတွေမှာလဲဆိုတဲ့အတန်လေးတွေထွက်လေရှိပါတယ်ဒါဆိုရင်မိတ်ဆွေတို့ကဒီ letters လေးတွေထွက်ပုံထွက်နည်းနမူနာကြည့်ပြီးတော့ဆိုတဲ့အတန်ထွက်တဲ့ဒီမှာဆို O လေးနဲ့ A လေးနဲ့နော်ဒီလိုလေးဒါဆိုကျွန်တော်ထွက်လိုက်တော့ O တန်နဲ့ for and then လေးနဲ့ပေးလိုက်တယ်ဆိုတဲ့အတန်လေးပေါ့ဒါဆိုရင်ဒီ letters လေးတွေကိုကြည့်ချင်းအပြင်တခြားသောအတန်ထွက်တဲ့စက်လုံးလေးတွေကိုလည်းမိတ်ဆွေတို့စဉ်းစားပြီးတော့တခြားမိတ်ဆွေတွေကိုလည်းဒီ post ရဲ့ comment အောက်မှာမျှဝေပေးခဲ့ပါအောင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်